ဒီညတော့ကျွန်တော်ထုံးစံတိုင်းပဲအင်္ဂလိပ်စာ၅ကြောင်းကျွန်တော်ရေးပြမှာဖြစ်ပါတယ်။ကဲပထမဆုံးစာကြောင်းကတော့နော်သူကညနေခင်းတွင်တချင်းနားထောင်ရတာကိုနှစ်သက်တယ်။နော်ဒီစာကြောင်းကိုကျွန်တော်ပထမရေးပြပါမယ်။နော်သူကညနေခင်းတွင်တချင်းနားထောင်ရတာကိုနှစ်သက်တယ်။နော်သူဆိုတော့ he ပေါ့နော် he နော် is နော် phone 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 ဆိုတာနှစ်သက်တော့ပေါ့နော် he is a phone off နော်နားထောင်ရတာဖြစ်တဲ့ကြောင့်နားထောင်ခြင်းကို listening နော် listening to music music အဲ့တော့ he is a phone off listening to music နော်သူကတချင်းနားထောင်ရတာကိုနှစ်သက်တယ်နော်ညနေခင်းတွင်ဆိုတော့ in the evening evening အဲ့တော့စာကြောင်းပြည့်စုံကနော် he is a phone off listening to music in the evening သူကညနေခင်းတွင်တချင်းနားထောင်ရတာကိုနှစ်သက်တယ်နော် phone off ဆိုတာကနှစ်သက်တော့ပေါ့နော်ခြေကဘတ်တူဘီနဲ့ပေါင်းလိုက်တော့နှစ်သက်ကြီးဖြစ်သွားတာပေါ့နော်နောက်တစ်ကြောင်းကတော့သူမကနော်ပိဋကတ်အများကြီးရှေ့တွင်စကားပြောရတာကိုကြောက်တယ်နော်သူမကပိဋကတ်အများကြီးရှေ့တွင်စကားပြောရတာကိုကြောက်တယ်အဲ့တော့သူမဆို SAE she is နော်ကြောက်တယ်ဆိုတော့ afraid afraid of နော်သူမကကြောက်တယ်နော်စကားပြောရတာကိုကြောက်တာဖြစ်တဲ့ကြောင့် speaking speaking အဲ့တော့ she is afraid of speaking သူမကစကားပြောရတာကိုကြောက်တယ်နော်ပိဋကတ်အများကြီးရှိနော်ပိဋကတ်အများကြီးရှိဆိုတော့ in front of ကအရှိနော်ပိဋကတ်အများကြီးရှိဆိုတော့ large audience ဆိုတာပြည့်တဲ့နော်အဲ့တော့ she is afraid of speaking in front of a large audience သူမကပြည့်တဲ့အများကြီးရှေ့မှာစကားပြောရတာကိုကြောက်တယ်နော်နောက်တစ်ကြောင်းတော့ငါကအင်္ဂလိပ်စာသင်ယူတာတွင်ငါရဲ့ဒုတက်မှုကိုဂုဏ်ယူတယ်အဲ့တော့ငါဆိုတော့ I am နော်ဂုဏ်ယူတာကို proud proud I am proud of နော်ငါကဂုဏ်ယူတယ်နော်ငါရဲ့တိုးတက်မှုကိုဂုဏ်ယူတာဖြစ်တဲ့ကြောင့် am my ငါ progress progress နော် I am proud of my progress ငါရဲ့တိုးတက်မှုကိုဂုဏ်ယူတယ် and သင်ယူရတယ်ဆိုတော့ and learning English အဲ့တော့ငါကအင်္ဂလိပ်စာသင်ယူတာတွင်ငါရဲ့နော်အတိုးတက်မှုကိုငါဂုဏ်ယူတယ်လို့ဖြစ်သွားပါတယ်နောက်တစ်ခုကသူတို့ဟာမကောင်းတဲ့သတင်းတွေကြားရတာညှိငွေ့နေပြီဒါမှမဟုတ်ပင်ပန်းနေပြီပေါ့သူတို့ကမကောင်းတဲ့သတင်းတွေကြားရတာကိုညှိငွေ့နေပြီပင်ပန်းနေပြီသူတို့ဆိုတော့ they ဆို subject အများဖြစ်တဲ့ကြောင့် ARE ရနေရေးရပါမယ် they are ညီးငွေ့တာကို tired tired they are tired of သူတို့ကညီးငွေ့နေပြီเนาะမကောင်းတဲ့သတင်းဆိုတော့ negative သတင်းဆိုတော့ news เนาะ they are tired of negative news သူတို့ကမကောင်းတဲ့သတင်းတွေကိုမကောင်းတဲ့သတင်းတွေကိုကြားရတာဖြစ်တဲ့ကြောင့် hearing เนาะမကောင်းတဲ့သတင်းဆိုတော့ negative news เนาะအဲ့တော့ they are tired of hearing negative news သူတို့ကမကောင်းတဲ့သတင်းတွေကိုကြားရတာညှိငွေ့နေပြီသို့မဟုတ်ပြင်ပန်းနေပြီပေါ့နော်နောက်တစ်ခုကငါကခက်ခဲတဲ့အခြေအနေတွေကို
ကင်တွေနိုင်စွမ်းရှိတယ်နော်ငါဆိုတော့ I ပေါ့ I am တခုခုလုံးနိုင်စွမ်းရှိတာကို capable လို့ခေါ်ပါတယ် capable C A P A B L E capable I am capable of နော်ငါကလုံးနိုင်စွမ်းရှိတယ်နော်ဒီမှာကင်တွေနိုင်စွမ်းရှိတယ်ကင်တွေတာကို handle နော် I am capable of handling နော်ခက်ခဲတဲ့အခြေအနေကိုခက်ခဲတာက difficult အခြေအနေကို situation နော်အဲ့တော့အဓိပ္ပာယ်ပြည့်စုံက I am capable of handling difficult situations ငါကခက်ခဲတဲ့အခြေအနေတွေကိုကိုင်တွယ်နိုင်စွမ်းရှိတယ်လို့ဖြစ်သွားပါတယ်အားလုံးအနည်းပြန်ချုပ်မယ်ဆိုရင်ဒီစာကြောင်းတွေအားလုံးကနော် off လေးတွေရေးရတွေ့ပါလိမ့်မယ် off ဒီမှာ off proud of နော်ဂုဏ်ယူတယ် tired of နော်ညီးငွေ့တယ် capable of နော်ဒီ adjective တွေရဲ့နောက်မှာ ofနဲ့ရေးရပါတယ်အဲ့တော့အရှိမက verb to be တွေရှိပါမယ် subject နဲ့ဆိုရင်နော်သူက subject နဲ့ဆို is နဲ့ရေးမှာပေါ့နော် she subject နဲ့ဖြစ်တော့ is နဲ့ရေးတယ်ဒီမှာ subject က I ဖြစ်တဲ့ကြောင့် am နဲ့ရေးတယ် subject က they အများဖြစ်တဲ့ကြောင့် ai နဲ့ရေးတယ်ဒီမှာ subject က I ဖြစ်တဲ့ကြောင့် am နဲ့ရေးတယ်အကုန်လုံးအနည်းချုပ်ကြည့်မယ်ဆိုရင်နော်ဒီ adjective တွေကပထမဆုံး verb to be ရယ်နော် verb to be ဆိုတာ ams are was were ပေါ့နော်verb to be ရယ်ဒီ adjective တွေရယ်နော်ပထမဆုံးတစ်ခုကနော် phone off နောက်တစ်ခုက afraid of နောက်တစ်ခုက proud of နောက်တစ်ခုက tired of နောက်တစ်ခုက capable of နော် verb to be ရဲ့ဒီ adjective တွေရဲ့အဲ့အနောက်မှာနော်ဒီအကုန်လုံးရဲ့နောက်မှာ verb ing သို့မဟုတ် noun နဲ့ဒါလိုက်တွဲရေးလို့ရပါတယ် verb ing သို့မဟုတ် noun နဲ့ဒါလိုက်တွဲလို့ရပါတယ်ဒီမှာဆိုရင်သူကတချင်းနားထောင်ရတာကိုနှစ်သက်တယ်ဒါဆိုရင် he is a fan of music လို့လည်းရေးလို့ရပါတယ်သူကတချင်းတွေကိုနှစ်သက်တယ်ဒါ noun ဒါလိုက်တန်းရေးလို့ရပါတယ် he is fond of music ဒီလိုလည်းတန်းရေးလို့ရပါတယ်ဒီမှာဆိုသူမကပြည့်သက်ပြီးရှေ့မှာစကားပြောတာကိုနှစ်သက်တယ်စကားပြောတာကိုကြောက်တယ်ဒီနေရာမှာ she is afraid of dogs သူမကခွေးတွေကိုကြောက်တယ်ဒီလိုလည်းရေးလို့ရပါတယ်ဒါမှမဟုတ် many children are afraid of the dark နော်ကလေးအများပြားကဒီအမှောင်ကိုကြောက်တယ်နော်နောက်ဒီမှာဆိုရင် proud of ရဲ့နောက်မှာလည်းဒီမှာတော့နောင်ရေးထားတာပေါ့နော်ဘတ်ပိုင်ကြီးနဲ့လည်းရေးလို့ရပါတယ်ဒီမှာသူတို့ကမကောင်းတဲ့သတင်းကိုကြားတာကိုနော်ညှင်းဝေးနေပြီဒီနောက်မှာလည်းနောင်ရေးလို့ရပါတယ်နော် they are tired of နော် negative news သူတို့ကမကောင်းသတင်းတွေကိုညှင်းဝေးနေပြီလို့လည်းရေးလို့ရပါတယ်ဒီ capable of ရဲ့နောက်မှာလည်းအဲ့လိုပါပဲအနည်းချုပ်ကြည့်မယ်ဆိုရင် verb to be ရဲ့ဒီ fond of afraid of proud of tired of capable of ရဲ့နောက်မှာ verb ing သို့မဟုတ်နောက်တွဲရေးလို့ရပါတယ်နော်ကိုယ့်ဘောင်ကိုစာကြောင်းတွေအများကြီးပွားရေးလို့ရပါတယ်နောက်ထပ်ဒီလို off နဲ့ adjective နဲ့တွဲရေးတဲ့နော်စကားလုံးတွေလည်းအများကြီးရှိပါသေးတယ်ဒါနော်နောက်ဗီဒီယိုဒီမှာဆက်ပြီးတော့ကျွန်တော်ဆွေးနွေးပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်